ARB ကမောင်ရိပ်ထဲမှာလူရိပ်တစ်ခုမတ်တက်ရက်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီလူရိပ်ဟာဖြည်းဖြည်းချင်းမှုတ်ဆင်းလာပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ KZN Story Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီသားကိုစားကျင်တဲ့ပေါ့ဖောက်ကောင်နဲ့ကက်တင်ရှင်အဖွားအိုဒီကနေ့တင်ဆက်ပေးမှာကတော့1994ခုနှစ်ဝန်းကျင်ကဖြစ်ပွားခဲ့တဲ့တကယ်ဖြစ်ရမှန်ဇလံလေးတစ်ခုပဲဖြစ်ပါတယ်။ကိုယ်ဝင်9လလောက်ရှိနေပြီဖြစ်တဲ့ဂျိုင်းလို့ခေါ်တဲ့အမျိုးသမီးဟာခင်မွန်ဖြစ်သူအိုက်ပန်နဲ့တို့ခင်မွန်ရဲ့ဇာတိမြေဖြစ်တဲ့တိရိတက်ကီခရိုင်စီပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အိုက်ပန်ဟာအလုံးယုံကနေအလုံးထုတ်ခံလိုက်ရတာကြောင့်နေမြေပြန်ပြီးအခြေချဖို့ပြင်ဆင်ခဲ့တာပါ။သူတို့ရွာထိပ်ကိုရောက်တဲ့အချိန်မှာတော့နေဝင်ဤတရောအချိန်ရောက်နေပါပြီ။ကံကောင်းထောင်းမစွာနဲ့ပဲရွာထဲဝင်မဲ့ကားတစ်စီးနဲ့ကြုံပြီးလိုက်လာခဲ့ပါတယ်။အဲ့ဒီခေတ်တုန်းကလမ်းတွေဟာအခုလိုမျိုးမဟုတ်ပဲမြင်းနီလမ်းတွေဖြစ်ပြီးလမ်းမင်းမီးတိုင်းဆိုတာရွာဝင်နဲ့ရွာထဲမှာပဲရှိရပါကားစီးလာရင်လမ်းရဲ့ညာဘက်ချမ်းမှာကျေပြောလှတဲ့လေကွင်းပြင်ကြီးတွေရှိပြီးဘယ်ဘက်ချမ်းမှာတော့ထူထဲလှတဲ့ဝယုံတော်ကြီးရှိပါတယ်ဒါဟာချိုင်းအတွက်တော့ခင်မွန်းတဲ့ရဲ့ရွာကိုပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းမှာလမ်းကွေးတစ်ခုအရောက်မှာတော့ဝယုံပင်တွေကြားမှာစောက်ထားတဲ့အိမ်ဟောင်းကြီးတစ်လုံးကိုချိုင်းတွေ့လိုက်ရပါတယ်အဲ့ဒီအိမ်ရှိမှာတော့သပင်ဖြူဖွေးပြီးခွာလန်ကျဲနေတဲ့ရင်စစ်အင်ဂျီနဲ့ထမိန်ကိုဝစ်ဆင်ထားတဲ့အဖွားကိုတယောက်ဟာသူတို့ကိုစူးစူးဝါးဝါစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်။ချိုင်းဟာတကိုယ်လုံးခြောက်ချားသွားပြီးမိမိရဲ့ရင်သွေးလေးကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်ဖျားစာတွေကိုရွတ်ဆိုကလက်အုပ်ချီဆူတောင်းလိုက်ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ခင်မွေးရဲ့မိခင်ဖြစ်သူအဖွားတောင်နဲ့ပထမဦးဆုံးအကြိမ်ဆုံတွေ့ရပါတယ်။အဖွားတောင်ဟာဝမ်းသာအားရနဲ့ချိုင်းရဲ့ဘိုက်ကိုပုတ်တက်ပြီးညီကလေးကယောက်ျားလေးလားမိန်းကလေးလားလို့မေးလိုက်ပါတယ်။ချိုင်းကယောက်ျားလေးလို့ဖြေတဲ့အခါမှာတော့အဖွားတောင်ရဲ့မျက်လုံးတွေဟာထူးဆန်းစွာအယောင်တောက်သွားပြီးအလောအမင်းဝမ်းသာနေပုံရပါတယ်။ရောက်ခမဖြစ်သူကမိမိအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုမြင်တော့ချိုင်းလည်းစိတ်ချမ်းသာသွားပါတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲထူးဆန်းတာတွေဟာစတင်ဖြစ်ပေါ်လာပါတယ်။ချိုင်းအိပ်ပျော်နေတော့မှအပြင်ကနေသမီးဆင်းလာခဲ့အောင်မြန်ဆင်းလာခဲ့ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။ချိုင်းဟာဗရင်ဘောကနေချောင်းကြည့်လိုက်တဲ့အခါညနေကဝါတော်ထဲမှာတွေ့ခဲ့တဲ့အဖြူရောင်ဝိတ်အဖွားအိုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအဖွားအိုကဆင်းလာခဲလို့ပြောနေတယ်လေမဆင်းလာရင်နင်ကလေးသေလိမ့်မယ်လို့အော်ပြောနေတာပါ။ချိုင်းဟာလန်နိုးလာတဲ့အခါမှာတော့အိမ်မက်မှတ်နေတာမှန်သိလိုက်ရပါတယ်။နောက်နေ့မနက်မှာချိုင်းဟာဒီအကြောင်းကိုအဖွားတောင်ကိုပြောပြလိုက်ပါတယ်။အဖွားတောင်ကအဲ့ဒီအဖွားအိုဟာအဖွားချွဲဖြစ်ကြောင်းနဲ့ရွာသားတွေကသူ့ကိုပေါ်လို့ခေါ်တဲ့စုံဖုတ်ကောင်လို့သတ်မှတ်ထားကြကြောင်းပြောပြပါတယ်။နင်အောက်ကိုဆင်းမသွားတာကံကောင်းတယ်။မဟုတ်ရင်နင်ကလေးမလွယ်ဘူးလို့ပြောရင်ချိုင်းရဲ့ဘိုက်ကိုထပ်ပြီးပုတ်တက်ပေးပါတယ်။ချိုင်းဟာမိမိကလေးတို့စိုးရင်စိတ်တွေတိုးလာပါတယ်။နောက်တနေ့နေဝင်ကြီးတရောအချိန်မှာချိုင်းဟာခင်မွန်းတဲ့အလောက်ကပြန်လာမှာကိုအိမ်ရှိကကိုပြက်မှာထိုင်ဆောင်နေပါတယ်။အဲ့ဒီအချိန်မှာအဖွားထောင်လည်းအိမ်မှာမရှိပါဘူး။ရုတ်တရက်ချိုင်းဟာအိမ်ရှိကတစ်ပင်ကြီးအောက်မှာအဖွားချွဲရဲနေတာကိုထပ်တွေ့ရပြန်ပါတယ်။အဖွားချွဲကထွက်လာခဲ့စမ်းလို့ဒေါသတကြီးအော်ဟစ်နေတာကြောင့်ချိုင်းဟာကြောင်းလန့်ကြားနဲ့အိမ်ပေါ်ကိုပြေးတက်သွားပါတယ်။အဲဒီညမှာတော့ချိုင်းဟာတဝက်တစ်ပြက်အိပ်ပျော်နေတော့ ARB ကမောင်ရိပ်ထဲမှာလူရိပ်တစ်ခုမတ်တက်ရက်နေတာကိုမြင်လိုက်ရပါတယ်။အဲဒီလူရိပ်ဟာဖြည်းဖြည်းချင်းမှုတ်ဆင်းလာပါတယ်။ချိုင်းဟာအသက်ရှူရကြက်လာပြီးလှုပ်ရှားလို့မရတော့ပဲဘလို့စီးတလို့ဖြစ်နေတာပါ။အဲဒီအချိန်မှာပဲညစ်ပတ်ပြီးရှေလျားလှတဲ့လက်သေးတွေရှိတဲ့လက်ဝကြီးတစ်ဖက်ကခြေထောင်ကိုမှားတာကိုတွေ့လိုက်ရပါတယ်။အထဲကိုခေါင်းပြိုးလာတာကတော့အခြားသူမဟုတ်ပဲသူ့ရဲ့ရောက်ခမအပွားတောင်ဖြစ်နေပါတယ်။အပွားတောင်ဟာချိုင်းရဲ့ဘိုက်နာမှာစောင်းကြောက်ထိုင်ပြီးမိမိရဲ့ရှာကြီးနဲ့နှကန်းကိုတက်ရက်ငါမြည်လေးငါ့ကိုပေးပါတော့လို့တိုးတိုးလေးပြောလိုက်ပါတယ်။အေးဆက်နေတဲ့လက်ကြီးကချိုင်းရဲ့ဘိုက်ပေါ်ကိုဖိချလိုက်တဲ့အချိန်မှာချိုင်းဟာကြောင်းလန့်နေကြနဲ့ဖျားစာတွေကိုအသေးအတန်ရွတ်ဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ကနေတောင်းနင်ကနင်းရဲ့မြည်အရင်ကိုတောင်စားကျင်နေတာလားဆိုတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်။အဲ့ဒီအတန်ကြောင့်အဖွားတောင်ဟာလန့်သွားပြီးအပြင်ကိုပြေးထွက်သွားပါတယ်။ချိုင်းဟာလှုပ်ရှားလို့ရသွားတဲ့အချိန်မှာဗရင်ဘောက်ကနေချောင်းကြည့်လိုက်တော့အဖွားချွဲဟာကျေလုံးတစ်ချောင်းကိုကင်ပြီးအိမ်ရှိမှရက်နေတာကိုတွေ့ရပါတယ်။အဖွားတောင်ကအဖွားချွဲကိုရန်မှုဖို့စ조사ပေမဲ့အဖွားချွဲကကျိန်လုံးနဲ့ရိုက်နှံလိုက်တာကြောင့်အဖွားတောင်ဟာနာကျင်စွာအော်ဟစ်ရင်လဲကျသွားပါတယ်။အဲဒီနောက်မှာတော့ချိုင်းဟာတရေလှစ်သွားပါပြီ။မနက်မိုးလေးလိုခင်မွန်းတဲ့အိုက်ပန်ပြန်ရောက်လာတဲ့အခါချိုင်းကဖြစ်သမျှအကြောင်းစုံကိုပြောပြပေမဲ့အိုက်ပန်ကမယုံပါဘူး
ဒါပေမဲ့အဖွားတော်ရဲ့လက်မောင်းတွေမှာကျေလုံးရတွေထင်နေတာကိုတွေးလိုက်ရတဲ့အခါမှာတော့ချိုင်းဟာညကအဖြစ်ပြက်ဟာအိမ်မက်မှတ်နေတာမဟုတ်မှန်းတေချာသွားပါတယ်။ချိုင်းဟာဒီအိမ်မှာစက်မနေရဲတော့တာကြောင့်မိမိရဲ့မိဘတွေရှိရာဌာနေစီကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရွာကနေထွက်လာတဲ့လမ်းမှာလူကြီးတစ်ယောက်နဲ့စုံတဲ့အခါမှာချိုင်းဟာအမှန်တရားကိုသိလိုက်ရပါတယ်။ရွာသားတွေအားလုံးဟာအဖွားတော်ဟာပေါ့ဖောက်ကောင်ဖြစ်နေမှန်းသိကြပေမဲ့ဘယ်သူမှမပြောရဲကြတာပါတကယ်တော့အဖွားချော့ဟာပေါ့ဖောက်ကောင်မဟုတ်ပဲအရင်တုန်းကလက်တဲ့ဝမ်းဆွဲဆီယာမတယောက်ဖြစ်ပါတယ်သူဟာလွန်ခဲ့တဲ့အချိန်တော်ကြာကလေးကတေဆုံးသွားခဲ့တာဖြစ်ပြီးချိုင်းနဲ့မိမိရဲ့ကလေးကိုပေါ့ဖောက်ကောင်အဖွားတောင်ရန်ကနေကာကွယ်ပေးဖို့အတွက်နတ်စိန်အဖြစ်နဲ့ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ချိုင်းဟာအဲ့ဒီနေ့ကစပြီးအဲ့ဒီရွာကိုဘယ်တော့မှခြေဦးမလှဲတော့ပါဘူးဒါကတော့ကိုဝင်ဆောင်အမျိုးသမီးတွေကြုံတွေ့ရလေရှိတဲ့ထူးဆန်းတဲ့အတွေ့အကြုံတွေထဲကတစ်ခုပဲဖြစ်ပါတယ်ဒီနေ့တော့ဇလန်လေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZI Story Animation Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်